မင်္ဂလာပါရှင်ဒီနေ့လေးကတော့ပဇွန်လေးကြော်စားမှာဖြစ်ပါတယ်ပဇွန်လေးကိုရိုးရိုးလေးနဲ့အချိုလေးကြော်စားပါမယ်ရှင်ပဇွန်လေးကိုအချိုမဟုတ်စားနဲ့စနွေးမုန့်နဲ့ပြီး9မိနစ်လောက်ဒီလိုမျိုးစီလေးဆူလာရင်တော့ဒီကားတဲ့ကြက်သွန်များများလေးထည့်ပါမယ်ရှင်ဒီနေထားဆိုရင်ကျက်တို့တွေနွမ်းလာပြီပေါ့နော်အဲ့ဒီခါကျရင်တော့အရသာနှက်ထားတဲ့ပစုံလေးတွေထည့်လိုက်ပါမယ်ရှင်အိုးအခုဒီနေ့ကတော့ပစုံကြော်လေးကိုအချိုလေးပဲကြော်ပြစ်တာပေါ့နော်ဘာမှမထည့်တော့ဘဲနဲ့အချိုမုန်းနဲ့စားရတာလည်းနည်းစီလေးထည့်ပါလိုက်ရှင်ပြီးရင်တော့နေမကောင်းတဲ့လူတော့ဆိုတော့လေပစုံကိုကြက်ကြက်လေးချက်ပေးချင်လို့ရေနည်းနည်းလေးထည့်လိုက်ပါလေရှင်ဘာလို့လဲဆိုတော့မကြက်လာလေးမကြွေးချင်လို့ပေါ့နော်ကြက်ကြက်လေးဖြောင်းလို့ရေလေးနည်းနည်းလေးထည့်ပြီးတော့လေကျွန်မခဏထားမယ်ပေါ့နော်အဖုံးလေးအုပ်ထားလိုက်ပါမယ်ရှင်အိုးအနက်လေးကတော့မှုေးနေတာပါပဲရှင်အချိုလေးဆိုပေမဲ့လေစားချင်းစရာလေးဖြစ်အောင်လို့ပေါ့နော်ကျွန်မကလေနောက်တော့နေမကောင်းတဲ့လူတော့ဆိုတော့လေပစုံအကွေးငါအနှွေးဆိုပေမဲ့ကြက်ကြက်လေးဖြစ်အောင်လို့ပေါ့နော်အဲ့လိုလေးချက်တာပါရှင်ပြီးရင်တော့မွေးလေးနဲ့စားချင်းစရာဖြစ်အောင်အရွက်တွေမထည့်ပေးတော့ဘူးဆိုတော့မဆလာလေးအုပ်ဝေးလိုက်ပါမယ်ရှင်ကျွန်မကအခုဆိုရင်တော့ပစုံမဆလာချက်လေးမှုေးလေးရပါပြီရှင်အချိုချက်လေးပေါ့နော်စားချင်းစပွဲလေးဖြစ်အောင်မဆလာလေးအုပ်ပြီးတော့ねအနံ့လေးပေးမှုရပါတယ်ရှင်โอ้ခုကတော့ရပါပြီရှင်ပြီးရင်တော့ငပိရေကြိုလေးနဲ့သူ့စရာလေးနဲ့